မှာထိုးတယ်yeah လည်းပြီးမိတော့ပါတယ်ဂျပန်ကโอเคကောင်းတယ် oh my god ဒီကွက်ကိုကြိုက်တာခြေထောက်ကွက်နော်ကျွန်တော်ကန်တော့ကိုကြိုက်တယ်လက်နဲ့ထိုးတယ်အဲ့ဂျပန်ကောင်ချုပ်ပွဲချောင်းတယ်နော်ကောင်းတယ်လက်တင်းနဲ့ထိုးကြိုက်တယ်ကဗန်ကသူအေးစေးငြိမ်လေးပဲလားကစားတော့လာမယ်နောက်တစ်ချက်ယူသွားပြီးတော့ပြီဗျာပြီးတော့ပါဝိနာဒါပဲလေဝယ်နိုင်တော့ပါပြီ